f of x equal to x squared plus 1 f of x equal to 1 by x f of x နဲ့ကြာဖို့ကြာမှာပါ f of x ဆိုတာဘာလဲကျွန်တော်ဆရာဖုန်းကရှင်းပြပေးတော့ပါမယ် f of x ဆိုတာကို English လို့ရှိ function of x ဆိုပြီးပြောပါတယ် x ရဲ့ function ပေါ့ x ရဲ့ function ဆိုတာကိုမရှင်းခင် gain ရဲ့ဆက်နွယ်မှုဆိုတာကိုရင်ရှင်းပြပါမယ် gain ရဲ့ဆက်နွယ်မှုဆိုတာကတော့ gain တစ်ခုပြောင်းရင်နောက် gain တစ်ခုဘယ်လိုပြောင်းလဲဆိုတာကိုပြတာပါခုပေါ်မှာပြရရင် velocity equal to distance by time ဆိုတဲ့ formula ပါဒီ formula မှာဆိုရင် velocity နဲ့ distance တိုက်ရိုက်အချိုးကြပါတယ်ဒီနည်းပြောရရင် distance များရင် velocity များမှာပါဒါပေမဲ့ velocity နဲ့ time ကြတော့ဖြောင်းမြန်အချိုးကြပါတယ်ပြောရရင် time များရင် velocity ကနေသွားမယ်သဘောပါဒီလို formula တွေကလက်တွေ့လောကမှာအများအများရှိပါတယ်သင်္ချာမှာဆိုရင်ဒီလိုများပြလာတဲ့ formula တွေကိုအချင်းချုပ်ဖော်ပြနိုင်ဖို့အမြင်ပြောင်းလဲနေတဲ့အရာတွေကို x လို့သတ်မှတ်ပြီး x ပြောင်းလဲလက်ပြောင်းတာတွေကိုတော့ y လို့သတ်မှတ်ပါတယ် f of x ဆိုတာကတော့ x ကနေ y ပြောင်းတဲ့ဖြစ်စဉ်ဖြစ်ပါတယ် f of x ကိုဖော်ပြတဲ့အခါမှာဆိုရင် formula တွေအပြင်ပုံတွေနဲ့ပါပြလိမ့်ရှိပါတယ် f of x ရဲ့အသုံးများတဲ့ပုံတွေကို screen မှာပြထားလို့ video ကိုရပ်ပြီး screenshot ရထားလို့ရပါတယ်ဒါဆို stay curious stay safe